မျက်နှာတစ်ခေါင်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်တချို့နေရာတွေမှာမမြင်ရတဲ့အရာတွေရှိနေတတ်တယ်လို့ပြောကြတယ်အထူးသဖြင့်လူသူအရောက်အပေါက်နေတဲ့ခြောက်ခြားဖွယ်နေရာတွေမှာပေါ့အဲ့ဒီလိုနေရာမျိုးမှာတယောက်တည်းရှိနေဘူးလားရုတ်တရက်အေးဆက်တဲ့လေကတိုက်ခတ်လာပြီးကြောချမ်းသွားတာမျိုးခံစားဘူးလားအဲ့ဒါကတာမန်လေမဟုတ်ဘူးလို့ပြောကြတယ်တချို့ကတော့မြင်ဖူးတယ်လို့ဆိုကြတယ်မှောင်မှောင်မဲမဲထဲမှာလူရိပ်လိုတစ်ခုရှင်းရှင်းလင်းလင်းမဟုတ်ပေမဲ့ရှိနေမှန်းသိတာနေတဲ့ပုံစံမျိုးတချို့ကြတော့ပိုဆိုးတယ်မျက်လုံးနီနီကြီးတွေနဲ့စိုက်ကြည့်နေတာမျိုးဒါမှမဟုတ်နားထဲမှာတိုးတိုးလေးလာပြောနေသလိုမျိုးကြားရတာမျိုးတွေရှိတယ်လို့ပြောကြတယ်အဲ့ဒီလိုအရာမျိုးနဲ့ကြုံရပြီဆိုရင်ကြောက်စိတ်ကတကိုယ်လုံးကိုဖုံးလွှမ်းသွားတယ်အသက်ရှူဖို့တောင်ခက်ခဲလာပြီးကိုယ်လက်တွေတုံရီလာတတ်တယ်အဲ့ဒီအငွေ့သက်ကကိုယ်နားမှာပဲရှိနေတယ်လို့ခံစားရပြီးဘလို့မှဖယ်ထုတ်လို့မရဘူးအချိန်တော်ကြာတဲ့အထိစိတ်ထဲမှာဆွဲကြံနေတတ်တယ်အဲ့ဒီညကအိတ်မပျော်ခဲ့ဘူးတကယ်လို့မင်းလဲအဲ့ဒီလိုအရာမျိုးနဲ့ကြုံဘူးလားဒါမှမဟုတ်ကြုံလာနိုင်တယ်လို့ထင်လားသတိထားပါသူတို့ကမင်းကိုစောင့်ကြည့်နေနိုင်တယ်မင်းရဲ့ဘေးနားမှာရှိနေနိုင်တယ်ဘယ်အချိန်ဘယ်နေရာမှာပေါ်လာမလဲဆိုတာမင်းမသိနိုင်ဘူး